ဥထာဏတုတ်တာမှာမြတ်စွာဘုရားတိုက်တွန်းခဲ့တဲ့စကားလေးတစ်ခွန်းရှိတယ်တန်လန်တိခထတန်တိယတန်တိယကိုယ့်ရဲ့စိတ်နှလုံးငြိမ်းအေးဖို့အတွက်တန်လန်ဆွဲဆွဲမြဲမြဲတိခထကျင့်သုံးရမယ်တဲ့လေ့ကျင့်ပေးရမယ်နော်ဒီစကားလေးကိုဘုံဘုံကအလွန်သဘောကျတယ်ကိုယ်စိတ်နှလုံးလေးငြိမ်းအေးဖို့အတွက်လူတိုင်းဟာကျင့်ရမယ်ကျင့်တဲ့နေဆိုတဲ့နေရာမှာတော့မှဆွဲဆွဲမြဲမြဲကျင့်ရမယ်နော်စိတ်ကလေးငြိမ်းအေးဖို့အတွက်အလေးအကျင့်လုပ်ပေးရမယ်ကောင်းတဲ့အလေးအကျင့်နော်စိတ်ကိုငြိမ်းအေးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်းကိုရှာမယ်နီးမှလမ်းမှတွေ့ပြီဆိုလို့ရှိရင်လည်းပဲအဲ့ဒါလေးကိုကျွမ်းကျင်အောင်ကိုယ်စိတ်ကလေးကိုငြိမ်းအေးအောင်ထားတတ်ဖို့ငြိမ်းအေးဖို့အတွက်ဘုန်းဘုန်းတို့ဟာဆွဲဆွဲမြဲမြဲလေ့ကျင့်ရမယ်လို့မြတ်စွာဘုရားအဲ့လိုတိုက်တွန်းခဲ့တာဟုတ်တယ်စိတ်နှလုံးချမ်းသာဖို့ငြိမ်းအေးဖို့ဆိုတာလည်းပဲနီလန်းမရှာဘဲနဲ့မှန်ကန်တဲ့နီလန်းနဲ့မကျင့်သုံးလို့မရဘူးတူရတယ်လေ့ကျင့်မှဆွဲဆွဲမြဲမြဲလုပ်မှရနိုင်တဲ့အကျိုးရလဒ်တစ်ခုပေါ့နော်အဲ့တော့ဒီနေရာမှာကိုယ့်ရဲ့စိတ်နှလုံးငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလို့နီလန်းလေးတွေလည်းအနှစ်ချုပ်ကလေးဖုံဖုံပြောပါမယ်ဟုတ်လားစိတ်နှလုံးငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်ဒီစိတ်နှလုံးကိုမငြိမ်းအောင်မအေးအောင်လုပ်နေတဲ့အရာတွေကိုဖယ်လိုက်ဖို့ပဲဒါလေးကိုဖုံဖုံကသဘောပေါက်စေချင်တာဟုတ်လားဖုံဖုံတို့ရဲ့စိတ်နှလုံးကဘာကြောင့်မငြိမ်းအေးတာတော့ဒါကိုသိရမယ်စိတ်ကဘာကြောင့်မငြိမ်းအေးတာတုံးလို့မေးရင်တိတာထင်ရှားတဲ့အကြောင်းတရားတစ်ခုကတော့စိတ်တိုင်းမကြမှုဒေါသတရားကြောင့်စိတ်ကမငြိမ်းအေးတာပဲဟုတ်လားကိုယ်စိတ်ကိုအပူလောင်ဆုံးရှုပ်မြိုက်နိုင်တာဟာဒေါသဘာတော့စိတ်တိုင်းမကြဘူးအလိုမကြဘူးနောက်ကြီးထွားလာရင်မကျေနပ်ဘူးနော်နောက်ဆုံးသူများဘဝမိမိဘဝကိုဗာဖျက်ဆီးပြစ်ဖို့အထိကြိုးစားတဲ့အနေအထားထိရောက်အောင်ဒေါသပြင်းထန်လာရင်စိတ်နှလုံးကပြင်းထန်တဲ့အထိချိန်မှာပူလောင်လိမ့်မယ်ပူပန်လိမ့်မယ်ပေါ့ဒါနဲ့အဲ့ဒီဒေါသဆိုတဲ့စိတ်ကိုပူလောင်ပင်ပန်းစေတဲ့နော်အကြောင်းတရားဘာလို့ခြေခံဖြစ်တုံးဆိုရေဘူးရာအဖြစ်နော်လူချင်းမှုရချင်းမှုဖြစ်ချင်းမှုဒီလောဘကိုပဲအခြေခံပြီးတော့ဒေါသဟာဖြစ်တာပဲเนาะဒေါသရဲ့သဘောလေးကိုဘုန်းတို့သေချာစဉ်းစားကြည့်လိုက်เนาะအလိုမကြဘူးလို့သူကဒေါသရဲ့သဘောလေးကအလိုမကြဘူးအစာတဲ့ကိုကအလိုလေးတိတ်များနေလို့ရှိရင်အလိုမကြမှုတွေဟာများလာတဲ့အကြောင်းရှိတယ်အစာတဲ့ကိုကစားအလိုနည်းနေမယ်ဆိုရင်သူကအလိုမကြတဲ့အကြောင်းသိပြီးတော့မရှိဘူးလောဘနဲ့ဒေါသနဲ့ဟာအလွန်ကြီးမားမားဆက်သွယ်နေတယ်ဆိုတာမြင်တတ်ရမယ်ဟုတ်လားအလိုဆန္ဒများတဲ့လူတွေကများသောအားဖြင့်ဒေါသအာကြီးကြတာ။ဟောဆိုသူတို့အလိုဆန္ဒတွေကအကုန်လုံးဖယ်ပြနိုင်ပါတော့။ဟုတ်လားဟိုဟာဖြစ်ခြင်းဒီဟာဖြစ်ခြင်းဟိုဟာရခြင်းဒီဟာရခြင်းဒီလိုလူတွေကစိတ်တိုင်းမကြမှုတွေပို့ပြီးတော့များလာမယ်။တဖုံးပြောနေတဲ့စကားလေးကိုခွန်းဆက်ကလေးမပြတ်စေနဲ့။ကိုယ့်ရဲ့စိတ်နှလုံးလေးငြိမ်းအေးဖို့အတွက်မြတ်စွာဘုရားဆွေးဆွေးမြဲမြဲလေ့ကျင့်ရမယ်လို့တိုက်တွန်းခဲ့တာ။အဲ့တော့စိတ်နှလုံးကိုငြိမ်းအေးခြင်းတယ်ဆိုရင်ဘယ်လိုလုပ်မလို့မငြိမ်းစေမအေးတွေသောအကြောင်းတရားတွေကိုဖယ်ရှားလိုက်ရင်စိတ်နှလုံးဟာငြိမ်းအေးသွားမှာပဲ။တော့စိတ်နှလုံးဘာကြောင့်မငြိမ်းအေးနေတာတော့မငြိမ်းသေးမအေးသေးတဲ့အကြောင်းတရားဘာတော့ဆိုရင်အကျမ်းပြင်းရေဘူးကတော့ဒေါသပဲဟုတ်လားစိတ်တိုင်းမကြမှုဒေါသအဲ့ဒီဒေါသရောဘာကြောင့်ဖြစ်တုံးအခုပြောနေတယ်ရေဘူးရာအဖြစ်ဒေါသဟာလောဘကြောင့်ဖြစ်တယ်လူချင်းမမောမှုပေါ့နော်အဲ့လို့ဆိုရင်အဲ့ဒီလောဘရောဘာကြောင့်ဖြစ်တုံးနည်းနည်းလေးခွန်းဆက်လေးတစ်ခုထပ်လိုက်အောင်ရေဘူးရာအဖြစ်လောဘဟာမောဟကြောင့်ဖြစ်တယ်မောဟဆိုတာဘဝအကြောင်းအမှန်မသိတာပဲနော်ဘဝရဲ့ဖြစ်နေတဲ့အနေအထားတွေကိုမှန်မှန်ကန်ကန်မသိတာပဲဘောဟာအိဋ္ဌဒုက္ခအနတ္တဖြစ်တယ်ဒုက္ခသစ္စာဖြစ်တယ်ဘဝရဲ့သဘောကဒါပဲအဲ့ဒီဥစ္စာကိုဘုန်းတော်မှန်မှန်ကန်ကန်မသိတဲ့အခါကျတော့ဘဝကိုမကောင်းမှမသိတဲ့အခါကျတော့ကောင်းလိမ့်နိုးနဲ့မျှော်ကိုးကြတာဘဝကဒုက္ခသဘောကြီးပဲဒါဘလို့မှဘလို့အကြောင်းတရားနဲ့မှတကယ်နဲ့ပြင်လို့ရှင်လို့ရနိုင်တဲ့အနေအထားမရှိဘူးရုပ်တည်နေဖြစ်နေတယ်ဆိုတာဒုက္ခတွေဖြစ်နေတာတကယ်ကအဲ့ဒီအမှန်တရားကိုခုံဘုန်းတို့ကောင်းကောင်းသိလို့ရှိရင်လူကျင်မှုဟာနဲကိုနဲဟုတ်လားအခုကဘုံဘုံတော့ဒုက္ခကိုမသိတဲ့အခါကျတော့ဒီဒုက္ခရဲ့ပုံမှာတော့ကောင်းလိမ့်နိုးနဲ့ပြင်ဆင်ခြင်းတဲ့အပိုင်းတွေရှိတယ်လူလားတောင့်တတာတွေရှိတယ်ဘဝထဲမှာကောင်းမယ်ထင်တဲ့အရာရှိတယ်လို့ထင်နေတာမောဟပဲတကယ်ကဟုတ်လားကောင်းမယ်ထင်တဲ့အရာရှိတယ်ထင်လို့လောဘဖြစ်တာဒါနဲ့လေးဘုံကတရားအစမှာပြောကြည့်တာဟုတ်လားအဲ့လိုဆိုလို့ရှိရင်မောဟသူ့ကြောင့်လောဘအဲ့ဒါကြောင့်ဒေါသစာတွေကတော့ဘုရားဘယ်လိုလေးဟောတော့လောဘဒေါသမောဟလို့အစဉ်တိုင်းလေးကတော့အဲ့လိုလေးဟောတယ်ဒါပေမဲ့ရေဘူးရတကယ်ဖြစ်စဉ်ကဘယ်သူကအခြေခံနေအောင်ဆိုမောဟအခြေခံတယ်နော်ခန္ဓာအကြောင်းဘဝအကြောင်းလောကရဲ့အကြောင်းအမှန်မသိမှုဆင်းရဲတွေလို့အမှန်မသိတဲ့အခါကျတော့ဒါရဲ့ပုံမှာလူချင်းမှုရချင်းမှုဆွဲလန်းမှုမမောမှုအများကြီးပွားလာ
အဲ့ဒါဒီပွားလာတဲ့အခါကျတော့အဲ့ဒါဒီအလိုမပြေတိုင်းမကျေနပ်မှုစိတ်တိုင်းမကြမှုဒေါသတွေကလည်းပွားလာတယ်အဲ့ဒီဒေါသဖြစ်မှာပဲဘုန်းဘုန်းတို့ရဲ့ဘဝမငြိမ်းအေးပါလားလို့နားလေကြတယ်များသောအားဖြင့်ဟုတ်လားအဲ့တော့ဒီဒေါသရဲ့နောက်ွယ်ကနေပြီးတော့ဒေါသဖြစ်အောင်မိထိုးပေးနေတဲ့အရာဘာလဲလို့မင်းလောဘနဲ့မောဟပဲဟုတ်လားအဲ့လိုဆိုရင်ဘုန်းတို့မူရင်းစကားလေးပြန်ကောက်ကြည့်အောင်နောက်ငြိမ်းအေးဖို့အတွက်ဆွဲမြဲမြဲလေ့ကျင့်ကြလို့ဘုရားတိုက်တွန်းတယ်လူတိုင်းလဲကိုယ်စိတ်နှလုံးကိုငြိမ်းကျင်ကြတယ်အေးကျင်ကြတယ်ဟုတ်လားအဲ့လိုငြိမ်းအေးဖို့ကြိုးစားမယ်ဆိုရင်ဘာလို့ရမှာတော့မငြိမ်းသေးမအေးသေးသောအရာတွေကိုဖယ်ရှားရမယ်အဲ့တော့မငြိမ်းသေးမအေးသေးသောအရာတွေကအကျဉ်းများဖြင့်သုံးမျိုးတွေ့သွားပြီနော်ဘာနဲ့နော်လောဘရဲ့ဒေါသရဲ့မောဟရဲ့ဒီမှာဖြစ်စဉ်အတိုင်းလေးပြောမယ်ဆိုရင်တော့မောဟရဲ့လောဘရဲ့ဒေါသရဲ့ဒီလိုသွားတာဟုတ်လားအဲ့တော့အဲ့ဒီအကုသိုလ်တရားဒါအကုသိုလ်ပဲအကုသလမူလလို့ဘုရားဟောတာနော်အကုသိုလ်တရားကိုဖယ်ရှားခိုင်းတာပဲတကယ်ကအကုသိုလ်ကိုဖယ်ရှားလိုက်လို့ရှိရင်အကုသိုလ်ကြောင့်ဖြစ်မဲ့ပူမှုလောင်မှုမငြိမ်းမှုမအေးမှုတွေကအကုန်လုံးငြိမ်းသွားမှာပဲ